ရှီယောဆူရုဒီယောဆူရုဒီနှစ်ခုစလုံးကအသုံးပြုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့ဒါဆိုရင်ဒါတွေကိုဘယ်လိုမျိုးနေရာတွေမှာသုံးလဲဆိုတာကိုဒီဗီဒီယိုလေးကနေညောင်းပြသချင်ပါတယ်ရှီယောဆူရုဆိုတာအရာဝတ္ထုတွေနဲ့နေရာတွေကိုအသုံးပြုတယ်လို့ပြောချင်တဲ့အခါမှာသုံးလို့ရပါတယ်ဒီယောဆူရုဆိုတာကတော့အရာဝတ္ထုတွေအဆောက်အဦတွေဝန်ဆောင်မှုတွေနေရာတွေကိုအကျိုးရှိအောင်အသုံးပြုတယ်လို့အဓိပ္ပာယ်ရပါတယ်使用する利用する使用すると利用するはどちらも使うという意味ですでも何かをどのように使うのかが違いますそれでは例文を一緒に見てみましょう使用するトイレを使用する電話を使用しないでください会議室を使用する利用する時間を利用する図書館を利用して勉強する有給を利用する利用するဆိုတာကိုယ်မှာအကျိုးရှိဖို့တဲ့အသုံးပြုတယ်တနည်းအားဖြင့်ကိုကျိုးအတွက်အသုံးပြုတယ်ဆိုပြီးတော့ပြောလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ဒီလိုမျိုးလေးလည်းအသုံးပြုလို့ရပါတယ်လူကိုအသုံးချသည်ဟစ်တိုကို利用するဟစ်တိုကို利用する